ခင်ပွန်းတဲ့ရဲ့ Remax Company ကနေဝန်ထမ်းတွေကို3,000 ကျော်စုပေးခဲ့တဲ့အကြောင်းပြောလာတဲ့မတ်အေးတောင်ဝန်ထမ်းလုံးရတာကိုပြောစရာဖြစ်အောင်ပြုလုပ်ပေးနေရလို့လူတွေရဲ့ချီးကျူးစကားတွေနဲ့ပရိသတ်တွေရဲ့အားပေးမှုတွေကိုခံနေရတဲ့မင်းသမီးမတ်အေးတောင်ကတော့အခုတခါမှလည်းသူမယောက်ျားရဲ့ကုမ္ပဏီဝန်ထမ်းတွေကိုပွဲစီစဉ်ပြီးတော့စုတွေ3,000ချီချီးမြှင့်နေပြီဖြစ်ပါတယ်။မင်းသမီးအေးဝီတောင်ကမြန်မာမင်းသမီးတွေထဲမှာအများနဲ့မတူဘဲကွဲထွက်နေတဲ့အလှတွေနဲ့ပရိသတ်တွေရဲ့အားပေးမှုတွေကိုအစွမ်းကုန်ရရှိထားတဲ့မင်းသမီးဖြစ်ပါတယ်။မြန်မာဆန်လုံးနဲ့သူမရဲ့အလှတရားကြောင့်ဇက်ကားနဲ့ဇလန်တွေရိုက်ရတာတဲ့ဓာတ်ပုံမော်တဲ့အဖြစ်သာပို့ပြီးတော့ရိုက်ကူးရတဲ့မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ဇလန်တွေမှာလည်းရိုက်ကူးမှုတွေရှိခဲ့ပြီးတော့မင်းသားမြတ်မြတ်နဲ့ရိုက်ကူးခဲ့တဲ့မင်္ဂလာရှိတဲ့အရက်ဇလန်တွေကမြန်မာပြည်ရဲ့နုပညာလောကမှာဇလန်တွေခင်မထားချိန်ကလေးကအားပေးမှုတွေရရှိခဲ့တဲ့ဇလန်တွေပဲဖြစ်ပါတယ်။အနေအေးပြီးတော့လူတိုင်းနဲ့တိတ်မရောတဲ့အတွက်အေးဝီရီတောင်းကိုဆိုင်ဖွင့်ပွဲတွေနဲ့အခြားပွဲတွေမှာပရိသတ်တွေကမြင်ကြရတာဖြစ်ပါတယ်။အေးဝီရီတောင်းကအခုချိန်မှာအိမ်တောင်ကြကန်ကောင်းတဲ့မင်းသမီးတွေတဲကတယောက်ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသားတိုင်းမသုံးဘူးသူမရှိတော့တဲ့ Remax လျှက်စစ်ပစ္စည်းကိုပရိသတ်ကြီးတို့သိကြမှာပါ။ပလက်ထိုးတဲ့ခေါင်းကားစားလို့အခြားလျှက်စစ်ပစ္စည်းမျိုးစုံထုတ်တဲ့ Remax Company ရဲ့ Founder CEO ဖြစ်တဲ့ဦးစောစောလက်နဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။အိမ်တော်တဲ့ဘဝကိုရောက်ရှိပြီဖြစ်ပြီးတော့ပရိသတ်တချို့ရဲ့သူမကိုးကွယ်တဲ့ဘာသာရဲ့ပုံမှာဝေဖန်မှုတွေရှိခဲ့ပါတယ်။ဒါကြောင့်ပဲအနုပညာလှူရှားမှုတွေမလုပ်တော့ဘဲနဲ့ယောက်ျားဖြစ်သူရဲ့အလုံးမသာရန်ဖန်ရန်ခအကြံပေးဆွေးနွေးမှုတွေပြုလုပ်ပြီးတော့ဘဝကိုဖျက်ဆီးနေရပဲဖြစ်ပါတယ်။အခုခါမှလည်းမြန်မာနိုင်ငံမှာဘယ်လုပ်ငန်းရှင်မှအလုပ်သမားပေါ်မပေးဘူးတဲ့ပမာဏနဲ့ပေါက်စုအဖြစ်ကုမ္ပဏီမှာအရေးပါပြီးတော့တကယ်အလုပ်စ조사တဲ့အလုပ်သမားဝန်ထမ်းတွေကိုပေးခဲ့တာပဲဖြစ်ပါတယ်။လျှက်စစ်ကုမ္ပဏီဖြစ်တဲ့အတွက်သူများတွေထပ်ပို့ပြီးတော့အကြံဉာဏ်ထုတ်ရခက်တယ်လို့ပို့ပြီးတော့တိကျမှုရှိရတဲ့အလုပ်တွေလုပ်ကိုင်ရတာကြောင့်ပင်ပန်းတာကိုသိတဲ့အတွက်ကြောင့်အလုပ်သမားဝန်ထမ်းတွေကိုစာနာတဲ့အနေနဲ့အခုလိုပမာဏနဲ့မုံဖို့အဖြစ်သူတို့ရဲ့လုပ်အားတွေကိုအတိမတ်ပြုတဲ့အနေနဲ့ပေးခဲ့တာလို့ဆိုပါတယ်။အေးဝီရီတောင်းပေးတဲ့ပမာဏကသိန်းရာကနန်းကနေစလို့ထောင်ကနန်းထိပါတဲ့အတွက်ဝန်ထမ်းတွေရဲ့ဘဝကိုပြောင်းလဲစေတဲ့အထိများပြားတဲ့ပမာဏပဲဖြစ်ပါတယ်။ယနေ့ခေတ်လိုပတ်စံရှာရခက်တဲ့ခေတ်မှာငွေထောင်ကနန်းမုံဖို့ပေးနိုင်ဖို့ဆိုတာအချမ်းသာဆုံးလို့ပြောနေတဲ့တတိမကြီးစမိုင်းတောင်နှစ်ခါပြန်စဉ်းစားလောက်မဲ့ပမာဏတွေဖြစ်ပါတယ်။ဒါကြောင့်အေးဝီရီတောင်းကိုကောင်းတဲ့ဝေဖန်ချက်တွေရောမကောင်းတဲ့ဝေဖန်ချက်တွေပါပေးနေကြတာဖြစ်ပါတယ်။ဘလို့ပဲဆိုသူမပေးကမ်းလိုက်တဲ့အရာကရုန်းကန်နေရတဲ့ဝန်ထမ်းတွေအတွက်တော့အသက်ရှူပေါဖြစ်သွားမှာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်အသက်ရှူပေါဖြစ်သွားမှာအမှန်ဖြစ်တဲ့အတွက်တာရုခေါ်ပေးဖို့ထိုက်တန်တဲ့အလူမျိုးပဲဖြစ်ပါတယ်။အခြားလုပ်ငန်းရှင်တွေရဲ့လုပ်အားကိုအမျက်ထုတ်ပြီးတော့တန်ရာတန်ချင်းနှင်ခြင်းမရှိပဲကုမ္ပဏီရဲ့ပုံရိပ်ကိုလည်းတက်စေပြီးတော့ဝန်ထမ်းတွေရဲ့စူးစမ်းခြင်းစိတ်ကိုလည်းတက်လာစေရတဲ့အတွက်တစ်ချက်ခုတ်၄-၅ချက်ပြတ်တဲ့အေးဝီရီတောင်းရဲ့အစီအစဉ်ကစီးပွားရေးသမားတွေအတူယူတဲ့အရာပဲဖြစ်ပါတယ်။အခုလိုမျိုး3,000ချီမုံဘိုးတွေပြီးနေလို့အမျက်ကြံပါမလားလို့စိုးရိမ်နေရတဲ့မင်းသမီးအေးဝီရီတောင်းရဲ့အပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။